လာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ share လုပ်ပေးခြင်းအကြောင်းအရာတော့ကျွန်တော်တို့ computer စတင်လေ့လာရတဲ့လူတွေတနည်းအားဖြင့် computer သင်တန်းတွေမှာသင်လေးတင်ထားရှိရ Microsoft Office ပေါ့နော်အဲ့ Microsoft Office ရဲ့မှာကျွန်တော်တို့အဓိက apps တွေအများကြီးရမှာအဓိက3ခုပေါ့နော်နံပါတ်1ကတော့ Microsoft Word က Microsoft Excel ရဲ့ Microsoft PowerPoint ရဲ့ဆိုပြီးတော့အဓိက3ခုသင်လေးတင်ထားရှိတယ်လေ့လာကြတာဒီ3ခုနဲ့စရဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုထဲမှာတော့ကျွန်တော်ဒီ3ခုထဲမှာဘယ် apps ကို Microsoft ကနေပထမဆုံးစပြီး launch လုပ်တယ်ဆိုတာကိုကျွန်တော်ရှင်းပြသွားမှာဖြစ်တယ်ပထမဆုံးတော့ကျွန်တော်တို့ Microsoft Word ကို Microsoft အနေနဲ့1983ခုနှစ်မှာစပြီး launch လုပ်တယ်နှစ်နှစ်ကြာတဲ့အချိန်မှာ1985ရောက်လာတဲ့အခါကျတော့ Microsoft Excel ကိုကျွန်တော်တို့က Microsoft ကဒုတိယအနေနဲ့ launch လုပ်တယ်1985ပြီးတဲ့မှာ1989နှစ်ကြာတဲ့အခါကျမှ Microsoft အနေနဲ့ PowerPoint ကိုနောက်ဆုံးအနေနဲ့ထုတ်တယ်ပေါ့နော်ဒါကတော့သူ့ရဲ့ပေါ်တဲ့တနည်းအားဖြင့်ထုတ်တဲ့ခုနှစ်လေးတွေကိုကျွန်တော် share လုပ်ပေးရဖြစ်တယ်ဒီနေရာမှာလေ့လာပြီးတဲ့အချိန်မှာဘုသူတဖြစ်စရာလေးတစ်ခုရှိတာကဒီသုံးခုလေးထုတ်ပြီးတော့ Microsoft က bundle ပေါ့နော်တနည်းအားဖြင့် package တွေနဲ့ဒီသုံးခုစလုံးပေါင်းပြီး Microsoft Office ကိုထုတ်တဲ့အချိန်မှာဘယ် platform မှာ Microsoft ကစပြီးထုတ်လဲဆိုရင် Macintosh လို့ခေါ်တဲ့ Apple platform မှာကျွန်တော်တို့ Microsoft ကစပြီး launch လုပ်တယ်အဲ့မိသားရှိတာကဘာဖြစ်လို့ဒီသူ့ရဲ့ Windows platform ကိုမလုပ်ဖိနေဒီ Apple platform မှာ launch လုပ်လဲဆိုတော့ Microsoft ကအဲ့တော့နံပါတ်1က Microsoft နဲ့ Apple က partner တွေဖြစ်တယ်။နေရာဖြစ် Apple ရဲ့ဒီ software တွေပေါ့နော် key partner တွေနဲ့ Microsoft ကရေးပြီးနေဖြစ်တဲ့အတွက်ကြောင့်သူရဲ့ Apple မှာသူစပြီး launch လုပ်တာဖြစ်တယ်။ဒါနံပါတ်1ပုံစံလေးနဲ့တည်လို့လိုတယ်။နံပါတ်2ကကျတော့ GUI နဲ့ပတ်သက်ပြီးရင်အဲ့တော့ Apple က stable ဖြစ်နေတယ် Microsoft က readiness မဖြစ်သေးဘူး။အဲ့ချိန်မှာနောက်ပိုင်းကျမှ Microsoft ကဒီ Apple ရဲ့ platform မှာထုတ်ပြီးတော့မှသူ့ရဲ့ platform Windows platform မှာ Microsoft Office ကိုထုတ်တာဖြစ်တယ်။ဒါကတော့ပုံစံအနေနဲ့လေ့လာရတဲ့လူတွေလေ့လာလို့ရအောင်လို့ကျွန်တော်ဒါ Office Word Excel PowerPoint ဘယ်လိုကထွက်တာလဲဘယ်လိုပုံရလေးရှင်းပြခြင်းဖြစ်တယ်။နောက်ဗီဒီယိုမှာလည်းကျွန်တော်ဒါလေးနဲ့ပတ်သက်တာလေးတွေကို Microsoft Office ပြီးတော့ဒီ Office 365ဒီနေ့အပြင် Microsoft 365ကြီးစတင်ပြောင်းပြီးတော့ထပ်ပြီးတည်တင်တာလေးတွေကိုကျွန်တော်ဒီနေ့ share လုပ်တော့မှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။